အားလုံးပဲမင်္ဂလာပါကျွန်တော်လေဂျူဒီမတက်ခင်လေးတင်ဗီဒီယိုလေးတင်ပြီးတော့ကျွန်တော်ဂျူဒီတက်သွားတာဒီ homework ရှိတဲ့ကြားကိုပြန်ဖွင့်နေပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ကျွန်တော်ပျော်မြူးပြီးတက်သွားတာဟိုအပေါ်လေးရောက်တော့ကျွန်တော်တို့ခြေကအချိန်UAE အချိန်ပေါ့နော် UAE အချိန်ဟောတော့ပေါ့ညနေ6နာရီခွဲကျော်လောက်မှာပိတ်ပြီဆိုပြီးတော့ချိန်ညာတာဆိုတော့ဘယ်လိုတွေပြောအောင်မှန်းတော့မသိတော့ဘူးသူတို့ကြင်ညာတာဒီတစ်ခေါက်ကြင်ညာနဲ့ထူးဆန်းတယ်သူတို့ကလေဟိုသူတို့လက်မှတ်ထိုးထားတာရှိရမလားသူတို့တွေတဝူးနှစ်ဖက်တွေသူတို့တွေတချမ်းစီပေါ့နော်တနေရာစီကနေလက်မှတ်ထိုးပြီးတော့အဲ့လိုမျိုးထားတာရှိရအဲ့ဒီထဲမှာသူတို့ရဲ့ MOU ထဲမှာပါဆိုနံပါတ်1အချက်ကိုဖောက်ဖျက်တယ်ဆိုပြီးတော့သူတို့တွေကပြောတာအီရန်ပြောတာပေါ့နော်နံပါတ်1အချက်ကိုဖောက်ဖျက်တယ်အဲ့ဒီကြောင့်မို့လို့သူတို့တွေဒီ homework စီတကြားကိုပြန်ပြီးတော့ပိတ်လိုက်တယ်ပေါ့နော်ပိတ်လိုက်တယ်ဆိုတော့ပထမကြင်ညာတာသူတို့ဘာသာစကားနဲ့ကြင်ညာတာကျွန်တော်တို့နားမလဲဘူးနားမလဲတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာဟိုဟာတွေကဒီတင်မောသားတွေကပေါ့နော်ကျွန်တော်ဒီထဲမှာရှိတဲ့တင်မောသားတွေကဝိုင်းပြီးတော့အဲ့ရေဒီယိုပေါ့နော် VHS ကိုလှမ်းပြီးတော့ပြန်ပြောခိုင်းတာပေါ့အင်္ဂလိပ်လိုပြောနားမလဲလို့အဲ့လိုမျိုးဝိုင်းပြောကြတာပေါ့ဝိုင်းပြောကြတဲ့အချိန်မှာခဏနေတော့အင်္ဂလိပ်လိုပြန်ပြောတယ်အင်္ဂလိပ်လိုပြောတဲ့အချိန်မှာလုံးဝသိကြသွားတာတရက်ဝင်ကိုပိတ်ချလိုက်တာတရက်ဝင်ပိတ်လိုက်တယ်ဘာကြောင့်ပိတ်လဲဆိုတာကတော့ဟိုဘနှစ်ဖက်ကဟိုသူတို့ရဲ့တူဥစားပေါ့နော်ဒီဟိုဘက်ကဒီကကျွန်တော်ထပ်မပြောချင်တော့အားဟာတွေကိုဟိုဘက်ကဆက်ပြီးတော့ဖြစ်နေသေးရဲ့ဒီဘက်သာသဘောတူညီမှုရဟိုဘက်ကဆက်ဖြစ်နေသေးရဲ့ဆက်ဖြစ်နေသေးတော့အဲ့ဆက်ဖြစ်နေတဲ့ဟာတွေကိုလည်းသူတို့တွေကဒီမျက်နှာပေါင်းစုံကပေါ့နော်မျက်နှာပေါင်းစုံကနေပြီးတော့ဒီအပြစ်ခက်ရက်ကမစီဖိုင်ယာထုတ်ထားရမယ်ပေါ့နော်အဲ့ဒီနံပါတ်1အချက်မှာပါတယ်အဲ့ဒီဟာကိုသူတို့တွေကဖောက်ဖျက်တယ်ဆိုပြီးတော့တရားဝင်ပိတ်ချလိုက်တာတရားဝင်ပိတ်ချလိုက်တာပိတ်တဲ့ဟာကိုလည်းအင်္ဂလိပ်လိုပြောတဲ့အချိန်တွေမှာလည်းသူတို့တွေကဘယ်လိုပြောလဲဆိုလို့ရှိရင်နည်းနည်းကြမ်းတယ်ပြောတာလေတစည်းမှလာမလာနဲ့ဒါလို့ရှိရင်ကျုံးမယ်အဲ့လိုမျိုးဒါကျွန်တော်ဘာမှလို့စီကွန်တက်တွေဘာသာပြန်လိုက်တာအဲ့လိုမျိုးပြောတာအဲ့လိုမျိုးပြောဆိုတော့ဘာပြောကျွန်တော်တင်မောသားတွေအနေနဲ့ကကြတော့ဗျာဒီလိုမျိုးတွေပြောကိုအဲ့လိုဆိုလို့ရှိရင်ဘာပြောဟိုအနားတော့မကတ်လာနဲ့လို့ပြောတာအထက်ကိုဖြတ်ဖို့တော့မဟုတ်အနားတော့ကတ်မလာနဲ့အနားကတ်လာလို့ရှင်ကျုံမယ်အဲ့လိုမျိုးပြောတာဆိုတော့ဒီဟာကြီးကဟိုဘယ်လောက်ထိဆက်ပြီးတော့ကြာအောင်မှန်လဲမသိဘူးအခုတက်လာတဲ့ဒီဟာတွေကိုကြည့်ရတာလည်းအဲ့အီရန်ဘက်ကတော်တော်စိတ်ဆိုးနေအောင်နော်အဲ့လိုမျိုးသတင်းဖတ်ရတယ်ဆိုတော့ဘာတွေဆက်ဖြစ်လဲဆိုတာတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်ပေါ့နော်ဟိုဘာပြောဦးဆိုချင်4လဒီနေ့ဆိုလို့ရှိရင်20ဗျာဒီလ28ရက်နေ့ဆိုလို့ရှိရင်4လပြည့်ပြီသူတို့တွေပြိပခါတွေဖြစ်တာ4လပြည့်သွားပြီ4လပြည့်တော့ကျွန်တော်တို့ဒီထဲမှာရောက်နေတာ4လကြော်ပြီပေါ့အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမဖြစ်ခင်တည်းကရောက်နေတာဆိုတော့4လကြော်ပြီပေါ့ဆိုတော့ဒါကြီးကဘယ်ချိန်ထိကိုဘယ်လိုတွေသွားနေအောင်လဲကျွန်တော်လည်းမသိဘူးဆိုတော့ဘာပဲပြောကျွန်တော်တို့ကဘာမှလုပ်နိုင်တဲ့အရာမရှိဘူးကျွန်တော်ရိုးတင်မိုးသားတွေဖြစ်တော့ကြောင့်မို့ကျွန်တော်တို့ဆက်ပြီးတော့စောင့်အောင်ပါပဲအားလုံးအဆင်ပြေပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်ဘယ်လိုပြောရမလဲသူတို့တွေညှိတာတွေကလည်းလေဟိုအချို့အကြောင်းအရာတော့ကျွန်တော်မပြောတော့ပါဘူးတော့ပြောလို့ဘယ်လိုပြောရမလဲပြောလို့ရှိရင်လည်းတရားဝင်လားဒီ TikTok ကကျွန်တော်ဘန်အောင်မှာကြည့်ရမှာဒီတစ်ခေါက်ပဲကြည့်ရဘန်အောင်မှာတော့အဲ့လိုမျိုးတွေပေါ့နော်ဟိုအခြေအနေတွေကတော့အခုလောလောဆယ်ကတော့တိတ်ဟိုမဖြစ်ဘူးမကောင်းတဲ့ကြောင့်တော့ကျွန်တော်လည်းသတိထားပြီးတော့ဆက်ပြီးတော့နေရအောင်ပေါ့နော်ကျွန်တော်တို့ပျော်တဲ့အချိန်လေးပျော်ပါစေဆိုတဲ့အချိန်လေးကိုနည်းနည်းလေးပဲပေးတယ်နည်းနည်းလေးပဲပေးပြီးတော့တုံရင်မှာဆိုတော့ဘာပဲပြောပါကျွန်တော်တို့တွေဒါပေမဲ့ယုံကြည်ပါလေတစ်ချိန်ကြာလို့ရှိရင်ဒီထက်ကနေပြီးတော့အေးစစ်ချောမွေးနေထွက်သွားမလို့ယုံကြည်ပါတယ်အဲ့လိုမျိုးရရှိပါဟုတ်ဆက်ပြီးတော့ကျွန်တော်သတင်းတွေထပ်ပြီးတော့တကယ်လို့ထူးခြားတာရှိလို့ရှိရင်ကျွန်တော်ထပ်ပြီးတင်ပြပါအောင်မယ်ဒီဘက်မှာပေါ့နော်တင်ပြပါအောင်မယ်ဒီထက်သင်္ဘောသားတွေလည်းတော်တော်လေးကိုဘူနေကြပြီပေါ့နော်ဘူနေကြပြီဗမာတွေတင်မဟုတ်ပါဘူးတခြားနိုင်ငံသားတွေလည်းရှိတယ်ဖိလစ်ပင်းအိန္ဒိယတခြားခရိုအေးရှားအများကြီးပဲ
အကုန်လုံးကတော့ဖူနေကြတယ်ဟုတ်တော့ကြာပြီလေနော်ကြာပြီလေဒီထဲမှာနေရတာတင်မိုးဆိုတဲ့အမျိုးကကျွန်တော်တို့ကတနိုင်ငံနဲ့တနိုင်ငံနဲ့ကုံသွယ်ပြီးတော့တွာလာနေရတဲ့အမျိုးအဲ့လိုဟာမျိုးကိုတနေရာထဲမှာအကြာကြီးပိတ်လောင်ထားဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ပုံမှန် routine တွေကတော့လုပ်နေရတာပေါ့နော်ဒါပေမဲ့ဆက်ဦးဆုံးဖြစ်တဲ့အချိန်တုန်းကတော့ဒါကခဏနေပြီးတော့မှဆိုတော့ထင်တာပေါ့ဒါပေမဲ့တလားလည်းမပြီးနှစ်လားလည်းမပြီးအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကြာလာတော့လူကဒီစိတ်ပန်းဆိုင်ရာတွေတချို့ဆိုလို့ရှိရင်လူဆိုမျိုးရှိတာပေါ့လူဆိုမျိုးရှိတော့တချို့တွေကအဲ့လိုစိတ်တွေကဘယ်လိုပြောမလဲဒေါသတွေနည်းနည်းလေးပိုကြီးလာမယ်သိရမလားလူကိုတွေရဲ့ဒီဒါကိုတွေရဲ့လိုဘက်ကဒီထဲကနေထွက်ဖို့ပေါ့နော်ဒီထဲလိုဘက်မပြည့်တဲ့အတွက်ကြောင့်မို့လို့ဒေါသတွေကြီးတာလို့သိရမလားနည်းနည်းလေးစကားပြောအဆင်မပြေတာလို့ဗာလေးညာလေးအဲ့လိုမျိုးလေးတွေတော့ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာရှိတယ်ဘာလို့အဲ့ဒါတွေကတော့ကိုယ့်ကိုပြန်ထိန်းရတာပေါ့ဟောဆိုလူတယောက်ကဒီမမှန်တော့ကျွန်တော်တို့အလုပ်တာပေါ့နော်ဒီသင်းပေါ်မှာအလုပ်တယ်ပတ်စံလာရှာကြတယ်သင်းပေါ်သားတွေအကုန်လုံးကဒါပေမဲ့ဒီလိုမျိုးအခြေအနေကြီးဒီထဲမှာဖြစ်လာမှန်ဆိုတာကျွန်တော်တို့တွေမသိဘူးလေနော်မသိဘဲနဲ့ရောက်လာကြတယ်ဆိုတော့တချို့ဗုဒ္ဓဘာသာအယူနဲ့ပြောမှဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒါဝိကျွေးရှိလို့ဆိုပြီးတော့ပြောကြတာပေါ့နော်ဝိကျွေးရှိလို့ဆိုပြီးပြောကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမျိုးတော့မခံယူပါဘူးကျွန်တော်ချားနည်းနဲ့ဘယ်လိုဆိုလို့ရှိရင်ဒါကဒီမှာလာပြီးတော့ဒီလိုမျိုးတွေနေလိုက်ရတဲ့အဲ့ထက်ခိုက်တန်ကတစ်ချိန်မှာကောင်းဖို့အတွက်ဖြစ်လာတယ်ကောင်းဖို့အတွက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီထဲမှာလာပြီးတော့နေလိုက်ရတယ်လို့ပဲသဘောထားတယ်ဘာလို့လဲဆိုတော့ကိုယ်စိတ်ကိုကိုယ့်ဘာကိုအဲ့လိုမှပြန်ပြီးတော့မှဘယ်လိုပြောရမလဲ QR ပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ကိုယ့်ဘာကိုလေးနည်းနည်းချင်းစီပြန်မကုသနေလို့ရှိရင်ဒီထဲမှာပြောင်းနေစံကုန်တယ်ဆိုတော့တင်မောတိုင်းမှာကလူလေးအယောက်20အစိတ်တော့မရှိကြပါဘူးတချို့အတုံးဆုံးရှိ22ယောက်23ယောက်ဘာလောက်ပဲရှိတာတင်မောကြီးတစ်စီးလုံးမှာဆိုတော့တင်းနေဒီလိုမျိုးတွေပေါ့နော်ကျွန်တော်တို့စိတ်ကန်းနေသွားနေရလာလို့ရှိရင်ကျွန်တော်စိတ်ကန်းလူတွေနဲ့တွေ့တယ်စိတ်ကန်းလူတွေနဲ့စကားပြောတယ်တည်ရမလားအလုံးကြောက်ပြောရတယ်ဆိုလို့ရှိရင်ဒါတွေကဒီဘယ်လိုပြောရမလဲလူအစ်စ်တွေနဲ့ပေါ့နော်အဲ့လိုမျိုးလောက်ရတဲ့အနေအထားမျိုးတွေကျွန်တော်တို့အလုပ်ကလေဆိုတော့အခုကဒီထဲမှာကြီးပဲပြုံပြီးတော့နေရတယ်ပြီးလို့ရှိရင်ဖြစ်နေတဲ့နေရာလည်းတကယ် risk များတဲ့နေရာကြီးမှာတကယ်ဟိုလိုမျိုးနေရာကြီးမှာစစ်ဖြစ်နေတဲ့နေရာကြီးမှာတကယ်ဟိုအကြီးမှာနေရဆိုတော့ဘာပြောဘာဖြစ်တာပေါ့နော်နည်းနည်းစိုးရိမ်စိတ်တွေတော့ရှိတာပေါ့ကိုယ်နဲ့ဘာမှမဆိုင်ဘူးဆိုပေမဲ့လည်းဒီကွာဒီကြားလေးရောက်နေရဆိုတော့လေကျမကြီးကိုလည်းအရင်ကတည်းကပို့ပြီးတော့သတိထားပြီးတော့နေရတယ်ဘာလို့ဆိုဒီထဲမှာတစ်ခုဖြစ်ပြီးဟေ့ပေါ့နော်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့တွေဥမာစိတ်ကံပြဖို့အတွက်တို့သိရမလားဒီစိတ်ကံပြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ကံအောင်သွားရမယ်ဒီတင်မောကြောက်ချတာဖြစ်ဘာဖြစ်လောက်ရမယ်ဆိုတော့အဲ့ဒီဟာတွေကကြတော့ဒီလိုမျိုးပရိပက္ခတွေကြားထဲမှာဖြစ်နေဆိုတော့လောက်ရတာလို့မရဘူးလားဆိုတော့လို့ရတယ်ဒါပေမဲ့ procedure တွေကြာရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့ဆိုတော့ဘာပြောကိုကြောင့်မလို့လူတွေအလုံးမလျှော့အောင်တော့အတိထားပြီးတော့နေရတာပေါ့အကုန်လုံးဒီတမုတ်ပါပြီးအကုန်လုံးလည်းအဲ့လိုမျိုးတွေနေကြတာပေါ့နော်အကုန်လုံးလည်းမှားထားရတာပေါ့ငါတို့လောလောကူနေရမှာနေရရောက်နေရမဟုတ်ဘူးခြေနေရလိုလေးတော့ရှိတယ်သူတို့တွေပြပြထားရတာပေါ့နော်ဘာလို့ကိုယ့်ကိုကူးဆိုင်မှာအကုန်လုံးကအဆင်ပြေမှာဆိုတော့ဘာပြောပါကျွန်တော်တို့ဒီသူတို့တွေဆက်ပြီးတော့ဆက်ဆွေးနွေးကြမယ်ဘာညာဆိုလို့ရှိရင်လည်းကောင်းမွန်တဲ့ရလဒ်တွေထွက်လာပါစေလို့ပဲကျွန်တော်ဆုတောင်းတယ်။ဘာပြောချိန်ကြလို့ရှိရင်ကျွန်တော်တို့အမြန်ဆုံးဒီထဲကနေထွက်သွားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဆိုတော့ဒီ comment တွေမှာလည်းကျွန်တော်တို့ဆုတောင်းမြတ်တာတွေပို့တာပေးနေတဲ့သူတူတယောက်ချင်းစီတောင်းတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဗုဒ္ဓဘာသာအနေနဲ့ဆိုလို့ရှိရင်ဒီဆုတောင်းမြတ်တာတွေပို့တာပေးရဆိုတာအဲ့လိုမျိုးပို့တာပေးလို့ရှိရင်ကျွန်တော်တို့တွေဟိုပေါ့နော်ဒီထဲမှာပို့တာတဲ့သူတွေရဲ့ဒီဟာပေါ့နော်ဒီဥမာသူကုသိုလ်ကောင်းမှုပေါ့နော်ကုသိုလ်ကောင်းမှုသီလစင်ကြယ်မှုအဲ့ဒီဟာပဲမူတည်ပြီးတော့အကုန်လုံးကျွန်တော်တို့တွေအပြင်ကိုလုံးရအန်ရကင်းဘေးရှင်းနဲ့ရောက်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ထူးတဲ့ဗီဒီယိုရှိလို့ရှိရင်လည်းကျွန်တော်ထပ်ပြီးတင်ပေးပါအောင်ပါဗျာမနေ့ကဆိုလို့ရှိရင်တော့ဗာလေးသတင်းတွေထပ်ကြားအောင်လို့တော့မသိဘူးပေါ့နော်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်